ဒီနေ့မှာ My Hay ကကျွန်တော်အကြိုက်ဆုံးအစားအစာနှစ်ခုအကြောင်းကိုပြောချင်တယ်။ My Hay ကနာမည်ကြီးပြီးသားအောင်မြင်ပြီးသားဆိုင်အထူးသဖြင့်အဲ့ကရှမ်းအစားအစာတွေစားကောင်းတယ်ဆိုပြီးတော့နာမည်ကြီးတယ်။တကယ်လဲဟုတ်တယ်။အဲ့ကရှမ်းအစားအစာတော်တော်များများကတော်တော်စားကောင်းတဲ့အထက်မှာပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်။ဒါပေမဲ့ My Hay မှာကျွန်တော်အကြိုက်ဆုံးအစားအစာနှစ်ခုကိုပြောပါဆိုရင်အီကြာကွေးရဲ့ပဲသီးကြော်ရယ်My Hay ရဲ့ပဲသီးကြော်ကကျွန်တော်ကဗမာပြည်မှာအကောင်းဆုံးပဲသီးကြော်လို့တော့သတ်မှတ်တယ်။အနက်အရသာ texture အကုန်လုံး perfect နီးနီးဖြစ်တယ်။အဲဒီအကြောင်းကိုဗီဒီယိုတက်ကျွန်တော်လုပ်မယ်။အခုဗီဒီယိုကအီကြာကွေးနဲ့တိုဘူးနွေးနဲ့အကြောင်းကိုပြောမှာ။အီကြာကွေးနဲ့ပတ်သက်ရင်ကျွန်တော်အကြိုက်ဆုံးကပြည်မျိုးဘက်ကအီကြာကွေးတွေပါ။တော်တော်ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်လွန်ခဲ့တဲ့4-5-6နှစ်အဲ့ဘက်ရောက်ခဲ့တဲ့အချိန်အထိတော့တော်တော်စားကောင်းတဲ့အထက်မှာပါတယ်အခုနောက်ပိုင်းတော့ကျွန်တော်လည်းမရောက်ဖြစ်တော့မသိတော့ဘူးပေါ့နော်My Hay ကအီကြာကွေးကဒီတချို့နေရာလေးဒီမှာရွာမဲ့နေရာမရွာပဲနဲ့နည်းနည်းမာသွားတဲ့နေရာလေးတွေရှိတယ်တေချာခံစားပြီးစားကြည့်ရင်သတိထားမိမှာပါဒါပေမဲ့ပြည်မျိုးကအီကြာကွေးတွေကအကုန်လုံးတစ်ခုလုံးရွာနေပြီးတော့လုံးဝအစားကောင်းတယ်ပေါ့နော်အဲ့တော့ပြည်မျိုးကအီကြာကွေးလောက်ကြီးမမီသေးပေမဲ့တော်တော်ကောင်းတဲ့အထင်မှာတော့ My Hay ကအီကြာကွေးကပါပါတယ်ဒီကျွန်တော်အရန်အမွှန်းတင်တဲ့အီကြာကွေးနဲ့တိုဘူးနွေးနဲ့တွဲလိုက်တဲ့အခါဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့အီကြာကွေးထဲမှာပါဝင်တဲ့ဂျုံဆန်းဆန်းစော်ဒါဆန်းဆန်းအရသာတွေပေါ့နော်အဲ့အရသာတွေကဒီတိုဘူးနွေးရဲ့ creamy ဆန်းဆန်းစိတ်နဲ့ပေါ့ဘယ်ပြောရမလားပေါ့နော်အဲ့လိုစိတ်နဲ့အရသာတွေရဲ့အောက်မှာကွယ်ပြောက်သွားတယ်ကွယ်ပြောက်သွားပြီးတော့အီကြာကွေးထဲမှာတိမ်မြုပ်နေတဲ့အရသာတွေပေါ့နော်အချိုလေးအီကြာကွေးဆိုအချိုလေးလဲပါတယ်အဲ့လိုအရသာလေးတွေကဒီတိုဘူးနွေးရဲ့အချိုတို့အစိမ့်တို့နဲ့တွဲလိုက်တဲ့အခါမှာပို့ပြီးတော့ပေါ်လာတယ်ပို့ပြီးတော့ enhance ဖြစ်လာတယ်အဲ့လို enhance ဖြစ်လာတဲ့အပြင်မှာအဲ့လိုတိုဘူးနွေးရဲ့ဒီချိုတာတွေစိမ့်တာတွေအရသာတွေအရသာတွေပေါ့နော်အဲ့အရသာတွေကအရန်ကြီးပြင်းမထွက်သွားအောင်အရန်ကြီးအီမထွက်သွားအောင်ပြန်ဆွဲထိန်းပေးတာကအီကြာကွေးရဲ့ခုနကဂျုံဆန်းဆန်းအရသာတွေကဟိုဟာတွေကိုပြန်ပြီးတော့ပြင်းမထွက်သွားအောင်ပြန်ဆွဲထိန်းပေးတယ်အဲ့ပြန်ဆွဲပြီးထိန်းပေးတာအီကြာကွေးတစ်ခုလေလားဆိုတော့မဟုတ်ဘူးကျွန်တော်ခုနကပြောတဲ့စံစည်းတွေလည်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတိုဘူးနွေးကိုမှားရင်စံစည်းနဲ့ဟာကိုမှားပြီးမှအီကြာကွေးထွက်တယ်ဆိုတာဒီအီကြာကွေးနဲ့စံစည်းကဒီတိုဘူးနွေးရဲ့အရသာတွေအရန်ကြီးကြမ်းထွက်မလာအောင်အရန်ကြီးစူးထွက်မလာအောင်အရန်အီမထွက်သွားအောင်ပြန်ပြီးဆွဲထိန်းပေးနိုင်ဆိုတာရှိတယ်ပြီးတော့ခုနကစံစည်းကဘာကောင်းလဲဆိုတိုဘူးနွေးရဲ့ textureတိုဘူးနွေးရဲ့ texture ကပြော့တော့ပြဲတဲ့ texture ပဲပြောပေါ့နော်နားလဲလွယ်အောင်ဆိုအဲ့လို texture ကစံစည်းရဲ့ကျွန်တော်တို့ဘယ်လိုလဲ CTT texture နဲ့ပြန်ထိန်းလိုက်တဲ့အခါကျပါဇက်ထဲမှာကျတော့တိုဘူးနွေးကအရန်အိပြဲနေတယ်အဲ့လိုခံစားချက်မျိုးမရတော့ဘူးစံစည်းကိုကိုက်လိုက်တဲ့အခါမှာစံစည်းက CTT ဆိုတိုဘူးနွေးရဲ့ texture ကိုတိုဘူးနွေး texture ကိုပြန်မာသွားအောင်ထိန်းပေးတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ပါဇက်ထဲကိုရောက်သွားလို့ရှိရင်တော့တိုဘူးနွေးရဲ့ texture အရင်ကြီးစိုးမနေပါလားဆိုတဲ့ feeling မျိုးရအောင်စံစည်းရလဲကုထိန်းပေးနိုင်ဆိုတာရှိတယ်နောက်တစ်ခုကကျွန်တော်တို့အီကြာကွေးပေါ့နော်အီကြာကွေးကိုဒီတိုဘူးနွေးထဲမှာအကြာကြီးသွားထည့်ထားလိုက်လို့ရှိရင်ပျော့တော့ပြင်းတွဲကြီးနဲ့စားရတာမကောင်းတော့ဘူးဖြစ်သွားတယ်အီကြာကွေးကိုထည့်ပြီးသွားရင်ချက်ချင်းမွေးချက်ချင်းစားအဲ့ဒါမှဒီအီကြာကွေးရဲ့ရွာနေတဲ့ texture လေးတွေရဲ့စံစည်းရဲ့စီးနေတဲ့ texture ရဲ့တိုဘူးနွေးရဲ့ပျော့တော့ပြဲတဲ့ texture ရဲ့ပေါ့နော်အဲ့ဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာ texture ကလည်းသူအဆင်ပြေသွားလိမ့်မယ်အရသာကလည်းသူ match ဖြစ်ပြီးတော့အကုန်အဆင်ပြေသွားလိမ့်မယ်အဲ့ဒါမှဒီအီကြာကွေးနဲ့တိုဘူးနွေးအတွက်ကလုံးဝ perfect match ပုံစံမျိုးဖြစ်သွားလိမ့်မယ်ဆိုတော့ recommend ပါတယ်စားကြည့်ပါ